ဒီကောင်မလေးကအချမ်းသာဆုံးတထေးကြီးရဲ့မြင်မလေးပါအခုတော့မိုးရဲလေထဲမှာဒူးထောက်ပြီးကောင်လေးတယောက်ကိုသူ့ဖိုးကိုကယ်ပေးဖို့လာတောင်းပန်နေတာပါစစ်ကူပေးရင်ပိုင်ဆိုင်မှုတစ်ဝက်ကိုပေးပါမယ်လေဒါပေမဲ့ဒီကောင်လေးကဘာပြောလိုက်လဲဆိုတော့ကားပြင်ထားငါမိမစီဟင်းရီအရင်သွားပို့ရမယ်တဲ့ဒီလိုနဲ့ကောင်လေးကသူ့မိမယုံကန်းကို3နာရီကြာအောင်ပြုတ်ထားတဲ့ဟင်းချိုဘူးလေးသွားပို့ပါတယ်ဒါပေမဲ့ယုံကန်းထဲရောက်တော့မိမဖြစ်သူရဲ့လက်ထောက်ကဟင်းချိုဘူးကိုတမင်ပုတ်ချလိုက်ပါတယ်မိမဖြစ်သူကလည်းကျေးဇူးမတင်တဲ့အပြင်ကောင်လေးကိုအတုံးမကျတဲ့ကောင်ဆိုပြီးကွာရှင်းစာချုပ်ကိုလာပေးနေတာပါသူ့ကုမ္ပဏီက stock share ဈေးကွက်ဝင်တော့မှမို့လို့ကောင်လေးကသူ့အတွက်အတားဆီးတစ်ခုဖြစ်နေပြီလေကောင်လေးကလည်းချက်ချင်းပဲဘောပင်ကိုချိုးပြီးကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးလိုက်ပါတယ်မိမဖြစ်သူကပတ်စံ30တန်းပါတဲ့ကတ်ကိုပေးပြီးသူ့ကိုနှင်ထုတ်ပါတယ်ဒါပေမဲ့ကောင်လေးကအဲ့ဒီကတ်ကိုသူ့မိမစီပြန်ဖြစ်ပေါက်ပေးလိုက်ပြီးမင်းရဲ့ပတ်စံတွေနဲ့သာခေါင်းတလားသွားဝင်လိုက်ပါဆိုပြီးမိုက်မဲထွက်လာခဲ့လိုက်ပါတယ်ရုံးအောက်လဲရောက်ရောကောင်လေးရဲ့ရောက်ခမကြီးကလုံခြုံရေးတွေခေါ်ပြီးရောက်လာပြန်ပါတယ်ကောင်လေးကိုပတ်စံ30တန်းယူသွားတယ်ထင်ပြီးအတင်းလာရှာတာပါရောက်ခမကြီးကကောင်လေးကိုလှမ်းဖမ်းလိုက်ပေမဲ့ကောင်လေးကရှောင်လိုက်တော့ရောက်ခမကြီးလမ်းမပေါ်လိမ့်ကျသွားပါတယ်အဲ့ဒီအချိန်မှာပဲရိုးရိုက်စားကြီးတစီထိုးရက်လာပြီးခုနကတထေးမလေးဆင်းလာပါတယ်ရောက်ခမကြီးကတထေးမလေးကိုအော်ဆဲလိုက်တော့တထေးမလေးကလေဘင်းကိုညှစ်ပါးကိုဖျက်ရိုက်ပြီးမျက်နှာပေါ်ပိုးဝါဖြူပစ်တင်ပေးခဲ့ပါတယ်ပြီးတော့မစ္စတာချင်းကိုထက်ထီရဲထီကြီးမင်းတို့တဆွေလုံးတစ်မျိုးလုံးကိုရှင်းပစ်မယ်လို့ချိန်ချောက်လိုက်ပါသေးတယ်အဲ့ဒီနောက်ကောင်လေးကိုကားပေါ်ခေါ်သွားပြီးဝိုင်းတူတောက်နေကြပါတယ်အဲ့ဒီအချိန်မှာပဲဟိုမိန်းမဟောင်းစီကဖုံးဝင်လာပြီးသူ့အမေကိုအရိုင်းဆိုင်မတယောက်ကရိုက်သွားတဲ့10မိနစ်အတွင်းလာပြီးဒူးထောက်တောင်းမှန်ဖို့အော်ပြောနေတာပါတထေးမလေးကဖုံးကိုယူပြီးခနဲ့လိုက်တော့မိန်းမဟောင်းကဒေါသထွက်ပြီးဝိုင်းခွက်ကိုကွဲတဲ့အထိစုပ်ကိုင်းလိုက်ပါတယ်ဒီညကျင်းပမဲ့ညစာစားပွဲမှာကောင်လေးကိုအစင်တန်းကွာဟမှုဆိုတာဘာလဲဆိုတာပြပေးမယ်လို့လဲကျင်းဝနေပါသေးတယ်နောက်တစ်ခါမှတော့ဆေးရုံခန်းထဲမှာဆရာဝန်မတယောက်ကတထေးမလေးရဲ့အဖိုးကိုအဆိုင်ကူတာဖို့ပြင်နေပါတယ်အကိုစိုက်ဖို့လှုပ်လိုက်တဲ့အချိန်လေးမှာပဲကောင်လေးကရုတ်တရက်ရောက်လာပြီးဆရာဝန်မရဲ့လက်ကိုလှမ်းဖမ်းလိုက်ပါတယ်ပြီးတော့ဒီအတာစိုက်ဝင်သွားရင်ဆိုပြီးစကားရက်သွားခဲ့ပါတယ်ဆေးရုံရဲ့ပကန်းထဲမှာအခြေအနေတွေကတော်တော်လေးတင်းမာနေပါတယ်ကတင်ပေါ်မှာကတေကန်ကြီးဖြစ်နေတဲ့တထေးကြီးအဖိုးအိုသူ့ဘေးမှာတော့ဆေးရုံအုပ်ကြီးရဲ့ဆရာဝန်မမရဲ့ပြီးတော့ကောင်လေးတယောက်ရဲ့ပေါ့ဆေးရုံအုပ်ကြီးကကောင်လေးကိုလက်ညှိုးငေါက်ထိုးပြီးဘဲကောင်လဲကွာပကန်းထဲကိုရမ်းဝင်ရဲတယ်ဆိုပြီးအော်နေတာပါတထေးကြီးကလည်းသူ့သမီးခေါ်လာတဲ့ကောင်လေးကိုကြည့်ပြီးသမီးဒါမင်းခေါ်လာတဲ့နတ်စေးသမားဆိုတာလားကလေးပဲရှိသေးတာကိုကဲဆရာဝန်မမမြင်မြန်သာအဆိုင်ကူလိုက်ပါတော့ဆိုပြီးအထင်သေးနေတာပါဒီအချိန်မှာပဲဆရာဝန်မမကကောင်လေးနားကပ်သွားပြီးဟေးကောင်လေးဆရာကြီးဆိုတာစေပညာတန်နှစ်60ရှိပြီးမင်းလိုစေကူခွင့်လိုင်စင်တော့မရှိတဲ့ကောင်ကများဆိုပြီးလှောင်လိုက်ပါသေးတယ်ဒါပေမဲ့ကောင်လေးကတစ်ချက်လေးမှမဖြုံပဲတကယ်ဆရာသမားကအပြင်မှာလှည့်လည်နေတာလူရှင်တော်တွေကသာနန်းတော်ထဲမှာနေရာယူထားတာကိုယောဂတောင်ကိုမကူနိုင်ပဲနဲ့များဆိုပြီးဆရာဝန်မမရဲ့ရင်ဘက်ကအကျောကိုရုတ်တရက်ပိတ်ထိုးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲဆရာဝန်မမမျက်နှာကြီးဖြူဖက်ဖြူရောဖြစ်သွားပြီးရင်ဘက်ကိုဖိကနေနင်ဘလို့လုပ်တိတာလဲဆိုပြီးအလန့်တကြားဖြစ်သွားပါတယ်ကောင်လေးကဆရာဝန်မမဖြစ်နေတဲ့ယောဂနာမည်ကိုအတိအကျပြောလိုက်တဲ့အပြင်ကုရမယ့်ဆေးနီးနဲ့အဆက်ရမယ့်နေရာတွေကိုပါရေးလဲရွတ်ပြလိုက်တာပါဒီဆေးနီးကဆရာဝန်မမလိုက်ရှာနေတဲ့ဆေးနီးနဲ့တပုံစံနဲ့ဖြစ်နေတော့ချမ်းပြင်ပေါ်ခွေလေးကိုကြာသွားတော့တာပေါ့ဒါပေမဲ့ဆရာဝန်မမကသူ့ချက်ကိုကာကွယ်ဖို့အတွက်ရှောက်ပြောနေတာတေးလူကိုရှင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာငါပြမယ်ဆိုပြီးသတိလစ်နေတဲ့အဖိုးအိုရဲ့ရင်ဘက်ကိုအကြီးကြီးနဲ့အတင်းထိုးဆိုင်ချလိုက်ပါတယ်ဟောအဲ့ဒီမှာပဲပြဿနာဆက်တက်တာပါပဲစက်ပေါ်ကနှလုံးခုန်လုံးတွေကရုတ်တရက်တန်းဖြောင်ကြီးဖြစ်သွားပြီးအဖိုးအိုကလည်းသွေးနဲ့တွေအန်ချလိုက်ပါတော့တယ်တထေးကြီးလည်းဒေါသထွက်ပြီးဆရာဝန်မမရဲ့ကော်လာကိုဆွဲစိတ်ကငါ့အဖေပါဖြစ်သွားတာလေနင်းခုနိုင်နေဆိုပြီးအော်ပါလေရောဆရာဝန်မမလည်းမျက်ရည်တွေနဲ့အစိတ်ကနှလုံးကိုရောက်သွားပြီးနှက်ပီကဆင်းလာလဲမကယ်နိုင်တော့ဘူးဆိုပြီးဝန်ခံလိုက်ရပါတယ်အခန်းထဲမှာပေါ်လောရိုက်သွားတဲ့အချိန်ကောင်လေးကခမိုက်မိုက်ပဲရှေ့ထွက်လာပြီးမင်းတို့ဒူးထောက်ဖို့သာပြင်ထားငါကုမယ်ဆိုပြီးဝင်ပြောလိုက်ပါတယ်ပြီးတာနဲ့အဖိုးအိုကိုဒလိုက်ဆက်နဲ့အတင်းနိုးဖို့လုပ်နေတဲ့ဆရာဝန်မမကိုဖယ်ဆန်းဆိုပြီးကတင်ပေးကိုဆွဲလွှင့်ပစ်လိုက်ပါတယ်အဲ့ဒီနောက်ကောင်လေးကအဖိုးအိုရဲ့ရင်ဘက်ကိုတစ်ချက်ရိုက်ချလိုက်တာစောစောကစိုက်ထားတဲ့အတွေ့အကုန်လုံးလေထဲကိုလွတ်ထွက်လာပါတယ်လွတ်လာတဲ့အတွေ့ကိုလက်ချောင်းတွေကြားမှာဖမ်းညက်လိုက်ပြီးမျက်စိတမိတ်တွင်းမှာပဲအဖိုးအိုရဲ့တေကွင်းတေကွက်ကိုနေရာကိုအတွေ့ပြန်စိုက်ချလိုက်ပါတယ်ဒါကိုမြင်တော့ဆရာဝန်မမမျက်လုံးပြူသွားပြီးဒါက2000ကြီးပျောက်ဆုံးနေတဲ့ငကားကိုကောင်အစိုက်ပညာရဲ့ကြီးပါလားဆိုပြီးပါဇက်အဟောင်းသားဖြစ်သွားပါတယ်စက်ပေါ်ကနှလုံးခုန်လုံးတွေကလည်းချက်ချင်းဆိုသလိုပုံမှန်ပြန်ဖြစ်သွားတာပေါ့ဒီလောက်နဲ့မပြီးသေးပါဘူးကောင်လေးကတထေးသမီးစီကစပင်တမြင်ကိုဆွဲနှုတ်ပြီးအဖိုးအိုရဲ့နှာခေါင်းထဲကိုကလိလိုက်ပါတယ်အဖိုးအိုလည်းဟက်ချိုးဆိုပြီးနှာချီလိုက်တာကြံနေတဲ့အစိတ်သွေးတွေအကုန်ထွက်သွားပြီးမျက်နှာလေးပါနီးရဲလာပါတော့တယ်တမိသားစုလုံးလည်းဝမ်းသာလုံးလို့ငိုပါလေရောကောင်လေးကတော့ခက်တီတီနဲ့ပဲလက်ကိုတုပ်ပြီးနားနေခန်းထဲကိုဝင်သွားပါတယ်ခဏနေတော့ဆရာဝန်တွေရောတထေးမိသားစုရောအကုန်လုံးလက်ဖက်ရည်ပကံလေးတွေကင်ပြီးကောင်လေးစီလာတောင်းပန်ကြပါတယ်ဆရာဝန်မမကတော့ကျမ်းပြင်မှာဒူးထောက်ပြီးကျမမသွားပါတယ်တပည့်ဖြစ်လက်ခံပါနတ်စေးသမားကြီးဆိုပြီးတောင်းဆိုပေမဲ့ကောင်လေးကလက်ဖက်ရည်လေးတောက်ရင်မင်းကမတန်သေးပါဘူးလို့အေးဆေးပဲညင်းလိုက်ပါတယ်ဒီအချိန်မှာပဲမြို့ရဲ့အချမ်းသာဆုံးတထေးကြီးကိုယ်တိုင်ကကောင်လေးရှိမှဒူးထောက်ပြီး black card အမဲရောင်ကပ်ပြားကြီးကိုဆက်လိုက်ပါတယ်ကျေးဇူးဆက်တဲ့အနေနဲ့ဒီကက်ကိုယူပါပြီးတော့ဒီညကျင်းပမဲ့ပွဲမှာတက်တန်းရချီနေတဲ့ဆေးပရင်ကြီးကိုပြသဖို့ရှိပါတယ်လို့ရှောက်တင်လိုက်ပါတယ်ဆေးပရင်ဆိုတဲ့စကားလေးကြားရောကောင်လေးမျက်လုံးလေးအယောင်လက်သွားပြီးစိတ်ဝင်စားစရာပဲဆိုတဲ့အပြုံးလေးနဲ့ပွဲကိုသွားဖို့လက်ခံလိုက်ပါတော့တယ်